လာလွဲဆဲလာဖွာလို့နို့ယူတိုက်ကျွေးပြုစုခဲ့သောအမေဟိုးငယ်စဉ်ကလေးဘဝတွေကလူလာမြောက်အောင်ကျွေးမွေးပြုစုပေအတက်ထက်မကအချစ်ရသောသာသမီများကအတွေ့အရာရာဂယုဏရှင်ကြီးအမေကျေးဇူးတရားတွေတာဒီတသက်ဆက်လို့မကုန်နိုင်မေအမေရှင်လိုက်လွယ်၍တရီတီကလေးကကိုလာလွဲဆဲလာဖွာလို့နို့ယူတိုက်ကျွေးပြုစုခဲ့သောအမေဟိုးငယ်စဉ်ကလေးဘဝတွေကလူလာမြောက်အောင်ကျွေးမွေးပြုစုပေအတက်ထက်မကအချစ်ရသောသာသမီများအတွေ့အရာရာဂယုဏရှင်ကြီးအမေကျေးဇူးတရားတွေပါတီတသက်ဆက်လို့မကုန်နိုင်မေအနန္တကိုင်ဝင်ကျေးဇူးရှင်မာသာမိခင်အမေစမတူမြတ်သားတွေနဲ့ပြုစုယူရချစ်ပြခဲ့သောအမေတူနိုင်စရာမရှိလူတိုင်းမှရှိကြတဲ့အမေလို့ခေါ်လိုက်ရရင်အာအင်းတွေပြေသားတို့ရဲ့ဘဝအမောတွေပြေဘဝလက်နှလုံးပကုံးလက်နှတိအရွယ်ကလေးကျွေးမွေးပြုစုယူရခဲ့သောအမေသာသမီများကအတွေ့အေးမြတဲ့ထနောင်းမင်းကြီးပမာမိုးပေးနိုင်စွာရှိတဲ့အမေကျေးဇူးတရားတွေသာဒီတသက်ဆက်လို့မကုန်နိုင်မေကိုလာလွဲဆဲလာဖွာလို့နို့ယူတိုက်ကျွေးပြုစုခဲ့သောအမေဟိုးငယ်စဉ်ကလေးဘဝတွေကလူလာမြောက်အောင်ကျွေးမွေးပြုစုပေအတက်ထက်မကချစ်ရသောသာသမီများအတွေ့အရာရာဂယုဏရှင်ကြီးအမေကျေးဇူးတရားတွေတာဒီတသက်ဆက်လို့မကုန်နိုင်ပေအနန္တကိုင်ဝင်ကျေးဇူးရှင်မာသာမိခင်အမေစမတူမြတ်သားတွေနဲ့ပြုစုယူရချစ်ပြခဲ့သောအမေတူနိုင်စရာမရှိလူတိုင်းမှရှိကြတဲ့အမေ
အမေလို့ခေါ်လိုက်ရရင်အာအင်းတွေပြေသားတို့ရဲ့ဘဝအမောတွေပြေဘဝလက်နှလုံးပကုံးလက်နှတည်းအရွယ်တွေကလေးကျွေးမွေးပြုစုယူရခဲ့သောအမေသားသမီးများကအတွေ့အေးမြတဲ့ထနောင်းမင်းကြီးပမာမိုးပေးနိုင်စွာရှိတဲ့အမေကျေးဇူးတရားတွေတာဒီတဆလို့မကုန်နိုင်ပဲ